နီးပညာဟာမဖြစ်နိုင်တာတွေကိုတောင်ဖြစ်နိုင်အောင်ဖန်တီးပေးနိုင်ပါတယ်အခုဖော်ပြပေးမယ့်အံ့အားသင့်ဖွယ်ရာအဆင့်မြင့်စစ်ဘက်သုံးဝတ်စုံတွေကိုကြည့်လိုက်ရအောင်The Future Force Warrior American စစ်တပ်ရဲ့အစွမ်းထက်ဆုံးဝတ်စုံလို့သတ်မှတ်ကြပါတယ်။ယင်းမှာအဆင့်မြင့်အုပ်ထုပ်ကျန်းမာရေးစောင့်ကြည့်စနစ်အရေးသုံးချက်ဝတ် Liquid Armor နဲ့စက်ရုပ်အယိုးစု Exoskeleton တို့ပါဝင်ပါတယ်။အုပ်ထုပ် X နဲ့ Radio စနစ်ပါဝင်ပြီး18လက်မမျက်နှာပြင်မှာရဲဘော်တွေရဲ့ကိုယ်ပူချိန်ရေဓာတ်နဲ့သွေးပေါင်ချိန်တို့ကိုကြည့်နိုင်ပါတယ်။အရေးသုံးချက်ဝတ်တန်လိုက်စက်ကွင်းနဲ့ထိတွေ့လိုက်တာနဲ့ပျော့ပြောင်းတဲ့အရေးကနေ